ကောင်မလေးတယောက်အိမ်ပြန်ရောက်လာတဲ့အချိန်ကျမ်းပြင်ပေါ်မှာရွှံ့ပင်နေတဲ့ခြေရာတစ်ခုကိုတွေ့လိုက်ရပါတယ်။သူကတယောက်တည်းနေတာဖြစ်ပြီးအဲ့ဒီခြေရာကသူ့ခြေထောက်ထက်အများကြီးပိုကြီးနေတာကိုသတိထားမိလိုက်ပါတယ်။တစုံတယောက်အိမ်ထဲကိုဖောက်ထွင်းဝင်ရောက်နေပြီဆိုတာသူချက်ချင်းအာယုံခံမိလိုက်ပါတယ်။ကြောက်ကြောက်လန့်လန့်နဲ့အခန်းတစ်ခုလုံးလိုက်ကြည့်ပေမဲ့ဘာမှထူးခြားတာမတွေ့ရပါဘူး။ဒါပေမဲ့ဆိုဖာနားကိုရောက်သွားတဲ့အချိန်မှာတော့သူအစ်စ်ဝယ်ထားတဲ့ဝက်ဝံရုပ်ကြီးရဲ့လက်ချောင်းတွေကတကယ်လူလက်ချောင်းတွေဖြစ်နေတာကိုထိတ်လန့်ဖွယ်ရာတွေ့ရှိလိုက်ရပါတယ်။သူ့နှလုံးခုန်တန်တွေမြင်လာပေမဲ့လူသက်သမားတန်တရားမဝင်အောင်တင်းငင်းချင်းရောက်ဆောင်လိုက်ပါတယ်။သူဘာမှမမြင်တဲ့ပုံစံနဲ့ဖုံးသုံးတယ်လို့လုပ်ပြီးရဲစခန်းကိုတိတ်တဆိတ်စာပို့လိုက်ပါတယ်။ဒါပေမဲ့အပြင်မှာမိုးတိတ်ထန်စွာရွာနေတဲ့အတွက်ရဲတွေရောက်လာဖို့မိနစ်30လောက်ကြာမယ်လို့အကြောင်းပြန်ပါတယ်။ကောင်မလေးမှာအချိန်ဆွဲရုံကလွဲပြီးတခြားနေလမ်းမရှိတော့ပါဘူး။သူကမိဖို့ချောင်းထဲဝင်ပြီးဖျော်ရည်တောက်တယ်လို့ဟန်ဆောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဝက်ဝံရုပ်ထဲကနေငါအဲ့ဒီဖျော်ရည်ရဲမှာအိတ်ဆေးခတ်ထားတယ်ဆိုတဲ့ယောက်ျားတစ်ယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်။ကောင်မလေးရဲ့လက်တွေတုံသွားပါတယ်။လူသက်သမားကကောင်မလေးကိုအကြားအယုံချိုးရင်းနေသူမို့လို့ဘာမှမကြားရဘူးလို့ထင်မှတ်ထားတာပါ။ဒါပေမဲ့ကောင်မလေးကမကြသေးခင်ကမှနာကြကိရိယာဆက်တက်ထားတာမို့လူသက်သမားပြောသမျှကိုအတိုင်းသားကြားနေရတာဖြစ်ပါတယ်။ဖျော်ရည်တောက်ဖို့ကြင်ကြနေရင်လူသက်သမားရင်းမိသွားမှာဆိုလို့ဖျော်ရည်ကိုဖန်ခွက်တစ်ဝက်လောက်မတောက်ချင်ပဲတောက်လိုက်ရပါတယ်။ဆေးကအရန်ပြင်းလို့ချက်ချင်းအာနိတင်ပြပါတယ်။သူရေချိုးခန်းထဲကိုရိုင်းနဲ့ပြေးဝင်သွားပြီးတောက်ထားသမျှကိုအကုန်ပြန်အန်ထုတ်ပစ်လိုက်ပါတယ်။သူကြောက်လုံးလို့ပြိုလဲလို့နေပါဖြစ်နေရင်မဲ့ကိုကယ်တင်ဖို့အတွက်ပုံမှန်တိုင်းပြန်ထွက်လာခဲ့ပါတယ်။ပြီးတော့ပါဆယ်ဖွင့်တယ်လို့ဟန်ဆောင်ပြီးအခန်းထဲမှာရှောက်သွားရင်အချိန်ဆွဲနေပါတယ်။ဒါပေမဲ့အိတ်ဆေးရှင်ကတက်လာပြီးသူ့ခြေထောက်တွေတုံရင်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲလူသက်သမားကဝက်ဝံရုပ်ဝတ်စုံကိုဖြည်းဖြည်းချင်းချွတ်လိုက်ပြီးကောင်မလေးစီကိုဥတီလာပါတော့တယ်။ကောင်မလေးကအကြီးကျယ်ထိတ်လန့်နေပေမဲ့နောက်ဆုံးလက်ကျန်ခွန်အားတွေကိုစူးစီးပြီးတကားပေါက်စီကိုအားကုန်ပြေးထွက်သွားလိုက်ပါတယ်။တကားကိုဆွဲဖွင့်ပြီးအပြင်ကိုခြေချလိုက်တဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာသူ့ပါဆယ်လာဖို့တဲ့ပစ္စည်းပို့သမားနဲ့တဲတဲမတ်မတ်ဝင်တိုက်မိသွားပါတော့တယ်